Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထမင်းမစားကျင်တာနဲ့ခောက်ဆွဲအဆက်ထုတ်လေးကိုလွယ်လွယ်ကူကူပြုတ်စားမှာပဲအရင်ဦးဆုံးရေနည်းလေးတည်ပါမယ်ရှင်ပြီးရင်တော့ကိုကြိုက်တဲ့ခောက်ဆွဲလေးတွေကိုထည့်ပြုတ်ပါမယ်ရှင်ဒါလေးကတော့ခောက်ဆွဲနဲ့တွဲစားမယ်အရွက်လေးတွေပါရေနွေးလေးတွေလည်းပွက်လာပြီဆိုရင်တော့အရွက်တွေကိုအရင်ဆုံးထည့်ပေးလိုက်ပါမယ်ရှင်နေမကောင်းကျင်တဲ့အချိန်ဆိုရင်ဒီလိုခောက်ဆွဲကိုဆက်ဆက်လေးပြုတ်စားတာအရန်ရတာရှိပါတယ်အရွက်ကတော့ကိုကြိုက်တဲ့အရွက်ကိုထည့်လို့ရပါတယ်နော်ညီမကတော့အမိုးမုံညင်ဖြူကိုက်လန်နဲ့ကစုံရွက်တို့ကိုထည့်ထားပါတယ်ပြီးရင်တော့ပင်လယ်စာလေးအနည်းငယ်ကိုလည်းထည့်ပါမယ်ရှင်ပင်လယ်စာကိုလည်းမိမိကြိုက်တဲ့တက်ထားထည့်လို့ရပါတယ်ဒီမှာကတော့ကြက်မဲကြက်ဥကြောင်းနဲ့ကြက်ဥကိုအသုံးပြုထားပါတယ်ရှင်အတီးရွက်လေးတွေနဲ့ပင်လယ်စာလေးထည့်ပြီးပြီဆိုရင်တော့သူ့ကိုဆူအောင်လို့ခဏလောက်အဖုံးအုပ်ထားပေးလိုက်ပါမယ်အရွက်လေးတွေလည်းဤဝါကြီးဆိုတော့သူ့ထဲမှာပါတဲ့အနှစ်ထုတ်လေးကိုထည့်ပါမယ်ရှင်ဒီခောက်ဆွဲကအဆက်မကြိုက်တဲ့လူတွေအတွက်ကတော့အရန်ဆက်ပါတယ်အဆက်လျှော့ပြီးစားကြရင်တော့သူ့ရဲ့အနှစ်ထုတ်လေးကိုနည်းနည်းလောက်ပဲထည့်လို့ရပါတယ်နော်ပြီးရင်တော့အရသာမုန့်တွေကိုအကုန်လုံးထည့်ပါမယ်အနစ်လေးပြည့်ပြည့်လေးနေအောင်လို့အပေါ်ကနေပြီးတော့မယောနစ်လေးဆန်းပေးထားလိုက်ပါမယ်ရှင်ပြီးရင်တော့အကုန်လုံးကိုတမတာအောင်မွေထားပေးလိုက်ပါမယ်နော်အရေးလေးတွေနည်းနည်းခန်းသွားပြီဆိုရင်တော့သုံးဆောင်လို့ရပါပြီရှင်ထမင်းစားရတာကြွင်းမတွေ့တာပဲဖြစ်ဖြစ်နေမကောင်းကျင်တာပဲဖြစ်ဖြစ်ဒီလိုခောက်ဆွဲစထုတ်လေးကိုပြုတ်စားကြည့်ကြနော်ဒီခောက်ဆွဲထုတ်လေးကတော့ကလေးရောလူကြီးရောအကုန်ကြိုက်ပါတယ်သူရဲ့ခောက်ဆွဲတာကတော့ spicy ခောက်ဆွဲအထုတ်ရဲ့အသားနဲ့အတူတူပါပဲဒီမှာကတော့မြေအိုးလေးနဲ့ပြုတ်ထားတာမို့လို့မြေအိုးရဲ့အပူချိန်ကနိုင်ဝက်လောက်ပူပါတယ်ရှင်နိုင်ဝက်လောက်ပူချိန်ကိုထိန်းထားပေးရဆိုတော့စားတဲ့ခါကျရင်ပူပူဆက်ဆက်လေးနဲ့အရန်ရတာရှိပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်